မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အင်္ဂလန်မှာဘယ်လောက်ရှိပြီလဲဆိုတော့နေ့လယ်12:50မွန်းလွဲပိုင်းပေါ့နော်ကျွန်တော်ဗမာပြည်သူပြည်သားတွေကိုခဏလေးဒီမှာHelloစုမုံကောင်းစကားပြောပါတယ်ဒီပေါ့နော်ကျွန်တော်တို့ဗမာပြည်မှာသား90လောက်ကိုဒီနှစ်ပေါင်း50ကျော်နော်ဒီတက်မတော်ပေါ့နော်ဒီကျွန်တော်တို့တိုင်းပြည်ကိုကာကွယ်ရမယ်တက်မတော်ကတိုင်းပြည်ကာကွယ်တာကိုပြမလုပ်နိုင်မြဲနဲ့ဟုတ်လားဒီပြည်တွင်းစစ်ကိုမွေးပြီးတော့ပေါ့နော်ဒီသူတို့ရွှေဥပေးတဲ့ဒီရွှေငန်းလို့ပေါ့နော်တိုင်းသူပြည်သားအချင်းချင်းနော်ဒီဘာသာရေးစိတ်ဝမ်းကွဲမှုဖြစ်အောင်နောက်တစ်ခါကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ဟုတ်လားကျွန်တော်တို့ဒီပြည်မလို့ခေါ်တဲ့ဗမာပြည်ကြီးဟောပေါ့နော်ဒီလက်တွေတာတို့ဒီနောက်ကျွန်တော်တို့ဒီအညာတို့မှာရှိတဲ့လူတွေနဲ့ဒီတိုင်းရင်းသားတပုံတွေကိုကြောက်အောင်ဟုတ်လားတပုံဆိုတာကသူတို့လည်းဟုတ်လားလူခွေလိုချင်တယ်တိုင်းသူပေါ့နော်ကျွန်တော်တို့လူမျိုးစုအချင်းချင်းထဲမှာဟုတ်လားကျွန်တော်တို့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကတိပေးပြီးတော့ပင်လုံစာချုပ်မှာလက်မှတ်ထိုးခဲ့တဲ့လူမျိုးစုများအားလုံးတန်းတူခွင့်ရေးရရေးတန်းတူညီမျှရေးလူမျိုးကြီးနောက်တစ်ခါလားဘာသာကြီးလူမျိုးငယ်ဘာသာငယ်ဆိုတဲ့လို့ပေါ့နော်နှိမ်ချခွဲခြားတဲ့စိတ်မရှိအောင်နော်အဲ့ဒီလိုမျိုးမဖြစ်အောင်လုပ်ခဲ့တာတွေကိုကျွန်တော်တို့တတ်မတော်ကနှစ်ပေါင်းဆယ်စုနှစ်ပေါင်းများစွာချိုးဖောက်ခဲ့တယ်ပြည်တွင်းစစ်ကြီးကတကယ်တမ်းပြောလို့ရှိရင်တကယ်လို့ဟုတ်လားငြိမ်းချမ်းရေးယူမယ်ဆိုရင်ဟုတ်လားဒီတတ်မတော်ဘက်ကဒီတက်တွေကိုဒီတိုင်းသားဒေသတွေမှာရှိတယ်ရခိုင်မှာပဲရှိဖြစ်ကရင်ပြည်နယ်မှာပဲဖြစ်ကချင်ပြည်နယ်မှာပဲဖြစ်အကုန်လုံးကိုပေါ့နော်မျိုးစောင်းတက်အဆင့်လောက်ပဲထားပြီးတော့ဒီနေမြေလုံးကျုံရေးလောက်ပဲထားပြီးတော့အကုန်လုံးကိုတက်တွေကိုရှော့ပေးမယ်ဟလာတက်တွေကိုဆုတ်ပေးမယ်ဆိုရင်ဒါငြိမ်းချမ်းရေးကတဝက်လောက်ကအောင်မြင်နေပြီဟလာနောက်တစ်ခုကသူတို့နေမြေတွေမှာရှိတဲ့တရားစာရပစ္စည်းတွေလဲတွေဟလာဒီနောက်တစ်ခါကျွန်တော်တို့တစ်တော်တစ်အုပ်တွေဒါတွေကိုပေါ့နော်ကျွန်တော်တို့ဒီတက်နဲ့နီးစပ်တဲ့ခရိုနီတွေကပေါင်းပြီးတော့လဝကြီးအုပ်မောင်းပိုင်စီဟလာဒီပေါ့နော်ဒီလက်နက်ကိုင်အဖွဲ့အစည်းတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကဝင်ပြီးတော့ပေါ့နော်ဟိုဒီတိုင်းရင်းသားရန်ပုံပေါ့တော်လာရေးရန်ပုံငွေဆိုပြီးတော့ကြောက်တူးတာတွေတစ်ရောင်းတာတွေဒါတွေလည်းရှိတာပေါ့နော်ဒါနှစ်ဖက်စလုံးမှာဒါဒီလုပ်ငန်းတွေကလုပ်နေကြတာပေါ့နော်ဒီတော်လာရေးလုပ်တယ်ဆိုတာငွေမပါဘဲနဲ့လက်နဲ့လည်းဝယ်လို့မရဘူးနောက်ဒီတော်လာရေးလုပ်တဲ့လူတွေကိုလည်းကျွေးလို့မရဘူးဆိုတော့ဒါလုပ်ကြတယ်ဆိုတော့ဒီဟာအတိကအရင်အမြစ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်1958မှာစခဲ့တာပေါ့နော်1958မှာဖဆပလာအကွဲမှာနော်တန်ရှင်းတဲ့တီမြဲဆိုတဲ့အကွဲမှာဒီဥနေဝင်းသားမှာရှိတဲ့ဟလာဘိုးချုပ်ပေါ့နော်ထိတ်တန်းဘိုးချုပ်တွေပေါ့နော်အထူးသဖြင့်ဘိုးချုပ်အောင်ကြီးတို့ဘိုးချုပ်မောင်မောင်တို့ဟာဒီဥနုကိုပေါ့ဝန်ကြီးချုပ်ဥနုကိုဟိုဒီပြီးခဲ့တဲ့ဒီ Monday မှာလို့ပေါ့နော်ဒီ constitutional transfer of power ဆိုတာပေါ့နော်ဒီတရားဥပဒေဖွဲ့စည်းပုံဥပဒေနဲ့ကိုက်ညီတဲ့အာဏာလွှဲပြောင်းပေးတယ်ဆိုတဲ့ဟာကိုဥနုကိုအချင်းအကျပ်ကင်ပြီးတော့ပေါ့နော်ဒီသူတို့ရေးထားပြီးသားစာတိုက်လုပ်ထားပြီးသားပေါ့နော်ရိုက်နှိုက်ထားပြီးသားဗိုလ်ချုပ်ကြီးနေဝင်းကိုတိုင်းပြည်ရဲ့အခြေအနေကိုထိမ့်ပေးဖို့အတွက်ကျွန်တော်မောင်နုဝန်ကြီးချုပ်ကနေပြီးတော့ဟိုပေါ့နော်ဖိတ်ခေါ်ပါတယ်ဆိုတဲ့စာကိုဇွတ်လက်မှတ်ထိုးခိုင်းလိုက်တာပေါ့နော်ထိုးပြီးတော့58မှာကျွန်တော်ထင်တယ်စက်တင်ဘာလောက်မှာနော်58မှာထိုးပြီးတော့အဲ့ဒီမှာဥနေဝင်းကြီးကဝန်ကြီးချုပ်ဆိုပြီးတော့ဒီဗိုလ်ချုပ်ကြီးယာဒူးနဲ့တက်ပြီးတော့ကျွန်တော်ဗမာပါလီမန်ထဲမှာကျွန်တော်ကိုယ်တိုင်ကပါလီမန်ကိုဟိုပေါ့နော်ဥပဒေကိုလည်းကျွန်တော်လိုက်နာပါမယ်ဟလာဗမာဒီပေါ့နော်ဗမာပြည်ရဲ့1949 48ကဗိုလ်ချုပ်အောင်ဆန်းတို့ပြုစုခဲ့တဲ့ဒီ
ဖွဲ့စည်းပုံအခြေခံဥပဒေကိုသစ္စာရှိပါမယ်ဆိုပြီးတော့သူကိုယ်တိုင်ကကြမ်းကြိတ်ပြီးတော့လုပ်တယ်နောက်18လသူတို့6လပထမလုပ်တယ်6လမှာပေါ့အိမ်ဆောင်အစိုးရဆိုပြီးတော့လုပ်တယ်နောက်တစ်ခါအဲ့6လကိုထပ်ပြီးတိုးလိုက်တယ်18လကြာတဲ့အခါမှာကျွန်တော်ထင်တယ်April 1960လောက်မှာဒီရွေးကောက်ပွဲလုပ်ပြီးလိုက်တယ်ရွေးကောက်ပွဲလုပ်တဲ့အခါကျတော့ဦးနုကဒီပေါ့ AFPF ပေါ့နော်ဖာဆပ်ပါဝင်ကြီးကိုဖာဆပ်ပါလာအဖွဲ့ကြီးကိုသူမလုပ်တော့ဘဲနဲ့ပြည်တော်စုပါတီဆိုပြီးတော့ထောင်တဲ့ဥကျော်ငိမ့်တို့ဥပတ်ဆွေကချိန်တော့တော်လိုင်းလုပ်ခဲ့တဲ့သူတို့တော်လိုင်းညီကိုတွေနော်အင်္ဂလိပ်ခေတ်ကရန်ကုန်တက္ကသိုလ်ကလေးစပြီးတော့ခင်ပြီးလုပ်ခဲ့ကြတယ်တော်လိုင်းရဲဘော်ရဲပဲဒီပေါ့အမျိုးသားရေးလှုပ်ရှားမှုလုပ်ခဲ့တဲ့လူတွေနော်ဗိုလ်ချုပ်အောင်ဆန်းရဲ့ပေါ့နော်အလွန်နီးစပ်ပြီးတော့လုပ်ဖို့ခိုင်းပဲတယ်အဲ့ဒီမှာဦးနုရဲ့ပြည်တော်စုပါတီကဒီဖုန်းပေါ့နော်တန်ဃာတော်တွေကိုတုံးနောက်တစ်ခါဒီပေါ့သူ့ရဲ့မဲဖုန်းမှာလေဒီဗုဒ္ဓဘာသာရဲ့သင်္ကေတဖြစ်တဲ့အဝါရောင်ကိုဖုံးပြီးတော့သူကလုပ်တယ်အဲ့တော့သူ့ကိုဘယ်လိုဦးနုကအဲ့ဒီအချိန်မှာဦးကျော်ငိမ့်နဲ့ဦးနုကွဲသွားပြီးတာပေါ့နော်ဦးကျော်ငိမ့်နဲ့ဥပတ်ဆွေကဆွေငိမ့်ပေါ့နော်တစ်ဖက်ဦးနုနဲ့သခင်တင်ကတစ်ဖက်ဆိုတော့ဦးနုကလုံးဝနိုင်လိုက်အပြတ်နိုင်တယ်နိုင်တဲ့အခါမှာအဲ့တော့ထောင်ဦးကကျွန်တော်ထင်တယ်ဒီ60ဖြစ်မယ်တင်တယ်တနှစ်ကျော်လောက်ပေါ့နော်နှစ်နီးလောက်ဒီအာနာပါလီမန်စနစ်မှာဆက်သွားတယ်အဲ့လိုဆက်သွားတဲ့အချိန်မှာဒီဦးနုကဟလာဒီရခိုင်ပြည်နယ်မွန်ပြည်နယ်ကိုလည်းဟလာဒီကျွန်တော်တို့ပြည်နယ်အဆင့်တက်မှတ်ပေးမယ်နောက်တစ်ခါဒီရှမ်းစော်ဘွားတခြားရှမ်းကောင်းဆောင်တွေကလည်းဟလာဒီပင်လုံးဒီဗမာပြည်ရဲ့နိုင်ငံရေးเนาะကျွန်တော်တို့ဒီလွတ်လပ်ရေးနောက်ပိုင်းမှာဖြစ်လာတဲ့နိုင်ငံရေးမှာဒီလိုပေါ့เนาะမညီလူမျိုးအုပ်စုမညီမျှမှုပေါ့เนาะအထူးသဖြင့်ဒီသူတို့ဗမာတွေကအနိုင်ကျင့်တယ်လို့တိုင်းသားတွေပဲခံစားရတယ်ဟုတ်တယ်အဲ့ဒီဟာကိုသူကပြင်ဖို့ပေါ့เนาะဒီ Federal ဆိုတာကခွဲထွက်တာမဟုတ်ဘူး Federal ဆိုတာကဒီပေါ့เนาะအာဏာကိုမျှတတာဟလာပြည်နယ်တွေလူမျိုးစုတွေထဲမှာခွဲဝေပြီးတော့ကျင့်သုံးဖို့လုပ်တဲ့လုပ်ငန်းစဉ်ကို Federal လို့ခေါ်တယ်ဟုတ်လား Federalize လုပ်ထားတယ်ဗမာပြည်အဲ့ဒါဗမာပြည်က Federal ဖြစ်ရမယ်ဟာဗိုလ်ချုပ်အောင်ဆန်းရဲ့အမြင်ကလည်း Federal ပဲเนาะအဲ့ဒါမှာဗမာတွေကမောင်ပိုင်စီးထားပါတယ်ဆိုတဲ့အနေအထားမှာဦးနုဘက်ကသူကပြန် short ပေးတယ်ဟုတ်လားဒီသူကိုယ်တိုင်ကဒီပင်လုံးမှာလည်းသူပါခဲ့တယ်ပင်လုံးစာချုပ်ပင်လုံးဒီလာကနှစ်ခါလောက်တာကိုဒုတိယဟုတ်လား February 1949လောက်တာကိုပဲလူတီများတယ်46မှာလည်းတစ်ခါလောက်ခဲ့ပြီးသားပင်လုံးမှာပဲเนาะအဲ့တော့ဒီအဲ့ဒီလိုမျိုးဝန်ကြီးချုပ်ကလက်ခံပြီးတော့ပေါ့နော် Federal Seminar ဆိုပြီးတော့ဒီပေါ့နော်တောင်ကြီးအခြေစိုက်ရှမ်းစော်ဘွားတွေအများစုနဲ့ရန်ကုန်မှာဆွေးနွေးကြမှာပေါ့နော်ဆွေးနွေးပြီးတော့ဒီတိုင်းပြည်ရဲ့ဒီ power sharing ပေါ့နော်ဒီအချုပ်ချာအာဏာကိုဘယ်လိုပေါ့နော်မျှတတာဖြစ်အောင်ပြန်လုပ်မယ်ပြန်လုပ်ပြီးတော့တိုင်းပြည်ကိုပြည်တော်စုစစ်မှန်တဲ့ပြည်တော်စုဗမာတွေကပဲအနိုင်ကျင့်တဲ့ပြည်တော်စုမဟုတ်မဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ဦးနုကလက်ခံခဲ့တယ်လက်ခံအဲ့ဒီမှာမတ်လ2ရက်နေ့ပေါ့1962ခုနှစ်မှာပေါ့နော်ဗိုလ်ချုပ်ကြီးနေဝင်ကဒီမတ်လ1ရက်နေ့မှာတပ်မတော်ကာကွယ်ရေးယူမှာကျွန်တော်ထင်တယ်ဒီပေါ့နော်ဒီကျွန်တော်သူတည်သနာလုပ်ထားတော့ဒီသူကပွဲကိုသွားကြည့်တပ်မတော်ကာကွယ်ရေးမှလည်းမသိအမျိုးသားပြကာကွယ်ရေးမှလည်းမသိဘူးကျွန်တော်တို့ဒီကာကွယ်တစ်ခုသွားကြည့်တယ်ပေါ့နော်နိုင်ငံခြားလာကျွန်တော်တို့ဒီဗမာပြည်ကပြဆက်လာတော့မသိသွားကြည့်ပြီးတော့မနေ့ပေါ့နော်ဘာမှမဖြစ်တဲ့ပုံစံမျိုးနေတာပေါ့နော်နေပြီးတော့မနေ့အစောကြီးမှာ3နာရီ4နာရီလောက်မှာဒီမျိုးပေါ့ကျွန်တော်တို့အာယုဥမှာအာနာသိမ့်တာပေါ့နော်အဲ့ဒီမှာသိမ့်တဲ့အချိန်မှာသမရကြီးဟောင်းဖြစ်တဲ့ဦးစောရွှေတိုက်ပေါ့နော်သူကဒီကျွန်တော်တို့ဒီဘယ်မှာနေမလဲကိုကိုင်းဘက်မှာနေတယ်ချင်းချောင်းဘက်မှာနေတယ်နော်အဲ့ဒီသူ့အိမ်ကိုဝင်စီးတယ်စီးတာဒီစီးတဲ့အခါမှာဒီပေါ့နော်ဒီသူ့ရဲ့သားတယောက်ကမိမိလို့ခေါ်တယ်ဒီမိမိကဦးမိမိပေါ့နော်အခုအသက်ရှိမယ်ဆိုရင်အသက်80ပေါ်ကျော်ပြီပေါ့နော်သူညီကဟန်ယောင်ငွေအားလုံးလည်းသိတယ်ကျွန်တော်တို့ European Burma Office အရင်တော့သမရဦးသိန်းစိန်ကိုဒီငိမ့်ချိုင်းနဲ့ပတ်သက်ပြီးတော့အကြံပေးပြီးတော့ပေါ့နော်ဒီတိုင်းသားတွေနဲ့ညှိပေးခဲ့တဲ့ပုံကူတဦးဖြစ်တယ်အဲ့တော့ထားပါတော့သူညီကအိမ်ထဲကနေပြီးတော့ပေါ့နော်ဒီတပ်သားတွေဝင်လာပြီးတော့သူတနတ်နဲ့အပြန်ကနေပစ်တာ哦ပစ်တော့သူဘသူတွေလာတာလဲပေါ့နော်တနတ်တန်ကြားတော့သူထွက်ကြည့်တဲ့အချိန်မှာတကားဖွင့်လိုက်တဲ့အချိန်မှာသူ့ပစ်တာပဲဒါတော့အဲ့တော့1962
là March 2 ရက်နေ့မှာအများစုကတော့ဒီဥနေဝင်ရဲ့1962အာဏာသိမ်းတာကပေါ့နော်သွေးထွက်တိုင်းကိုလုံးဝမရှိဘူးပေါ့ bloodless ဆိုတာတကယ်တော့မဟုတ်ဘူးကျွန်တော်ဥဟန်ရောင်ဝေကိုယ်တိုင်ကပြောတယ်သူနဲ့သူ့ညီနဲ့တခန်းထဲမှာနေတဲ့အခါကျတော့ तू ကသူ့ကိုယ်နဲ့တခန်းထဲမှာအိတ်တာပေါ့နော်အဲ့တော့သူ့ကိုကအပြင်သူ့ကိုပျောက်သွားတော့ထွက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဒီကားဖွင့်လိုက်တဲ့အခါကျတော့သူ့ကိုကပေါ့နော်ဒီသွေးအိမ်ထဲမှာတနတ်တိုင်ရနဲ့သေနေပြီးသားသူ့လက်ထက်မှာလည်းလှန်တစ်ချောင်းပါတယ်ဟုတ်လားခင်ဗျဒီ machine gun ပေါ့နော်ဒီတနတ်ကြီးတွေနဲ့ဝင်လာတာဟိုသူကအိမ်မှာဆိုတော့ကျွန်တော်တို့ဗမာပြည်ရဲ့ထုံးစံရဆိုတော့အိမ်မှာဓာတ်တို့လှန်တို့ပေါ့နော်ကာကွယ်တခိုးဓမြကာကွယ်ဖို့ဆိုတာဒါထားကြတယ်ဟလားဒါကတော့ကျွန်တော်တို့အိမ်တော့ကျွန်တော်တို့အိမ်မှာလည်းရှိတာပဲညီကို၄ယောက်ရှိတော့ဓာတ်၄ချောင်းရှိတယ်တခုဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဓာတ်ဆွဲပြီးတော့ပြင်ထွက်ကြည့်တယ်ဒါ delay ရှိတယ်အဲ့တော့သူကတေသွားတယ်ပေါ့အဖေကလည်းဟလာဒီထောင်ထဲမှာပဲဟိုပေါ့နော် social တိုင်းကလည်းတေသွားတယ်အမေကတော့အဲ့ချိန်မှာအင်္ဂလန်ပြည်မှာဆေးကုဖို့လားဟလာတခြားလုပ်ငန်းရှိလို့လားမသိဘူးစောနော်ခန့်ကရောက်နေတယ်ပေါ့မဟာဒေဝီပေါ့နော်အဲ့တော့သူကလွတ်သွားတယ်ပေါ့သူတို့ကလာပြီးတော့ဖမ်းတာဘူးအဲ့တော့ဒီပြန်ပြီးတော့ February 1 ရက်နေ့ကိုလည်းပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့ဟိုပေါ့နော်ဒီတနင်္လာနေ့မှာဒီလိုမျိုးအာဏာသိမ်းလိုက်တာကသူတို့ကအားလုံးလည်းသိပါတယ်ဒါဒီလိုမျိုးတော့ပေါ့နော်ဒီမဲတွေကိုတန်း8တန်းလို့10တန်းလို့ဟလာမဲဟိုခိုးတွေတို့ဒါမျိုးတွေပေါ့ဗျာပြောရဆိုတော့ဒါတကယ်တမ်းပြောမယ်ဆိုဒါလန်ကျုပ်ပေါ့အဲ့ဒီ1962ဟိုပေါ့နော်အာဏာသိမ်းတော့ကလည်းဒီဗိုလ်ချုပ်ကြီးနေဝင်တဲ့ဟိုအောင်ကြီးတို့အကုန်လုံးကဒီလိုလမ်းကျုပ်ပဲတိုင်းပြည်ကဟလာဖျဖြစ်တော့မယ်ကြောက်ထဲကိုကြတော့မယ်ဒစားစီပြိုကွဲသွားတော့မယ်နိုင်ငံကြီးဖြစ်တော့မယ်အခြေအနေရောက်လာလို့တမတော်ကမလွဲမရှောင်တာလို့အာဏာသိမ်းလိုက်ပါဆိုတော့ကျွန်တော်တို့ကဒါကိုဟလာ6တန်းလောက်ကလေးဒါကိုဟိုပေါ့အလွတ်ချက်ပြီးတော့ကျွန်တော်တို့ကတမိုင်းမှာဖြေလာတဲ့လူတွေဒီចောင်းသားတွေအကုန်လုံးဟုတ်လားတမိုင်းဆိုတော့ကျွန်တော်တို့ရှိမှဒီလိန်ညာထားတဲ့တမိုင်းကိုပဲကျွန်တော်တို့နိုင်ငံမှာပြဋ္ဌာန်းထားတာကိုဒီလူတွေကိုဆရာကြီးဦးတန်းထွန်းပြောသွားလို့ပေါ့တမိုင်းတင်တယ်ဆိုတာမအောင်တင်တယ်ဆိုတာသူတို့ကဗမာပြည်မှာတမိုင်းတင်တယ်ဆိုတာလူတွေကိုငတုံးတွေငအတွေအုံနောက်မရှိတဲ့လူတွေဖြစ်အောင်တင်လိုက်တဲ့တမိုင်းလေအမားတွေကိုလိန်ပြီးတော့တင်ကျွန်တော်တို့လည်းဟလာတမိုင်းဆိုတာအမျိုးမျိုးအဓိပ္ပာယ်ဖွင့်လို့ရတယ်ချူတော်မျိုးမျိုးကကြည့်ရတယ်ဟလာတော့အသက်တွေတက်ကာယတွေကိုရှားရတယ်ကိုပြောချင်တာကိုဟလာငါစကားနွားရလို့လို့မရဘူးတက်ကာယနဲ့ပြောပြီးတော့မဟုတ်ကျွန်တော်တို့ကချက်တိတ်ကလေးတွေကြောင်းသားဘွားတွေကဒီတောင်းသားတွေကကျွန်တော်တို့ဟလာဒီလိုမျိုးပေါ့နော်တမတော်အာနာသိမ့်လိုက်တာမှန်ပါတယ်ဆိုတဲ့ဟာကြီးအဖြေကိုပဲလက်ခံတယ်ကျန်တော်လည်းမဟုတ်ခင်ဗျကျန်တော်တော့ပေးလိုက်ရင်သမောချပြလိုက်မယ်ဟလားနော်အဲ့တော့အဲ့တော့1962မှာတိုင်းပြည်ကပြိုကွဲမဲ့လားလုံးဝမရှိဘူးဟလာဥနုနဲ့ရှမ်းစော်ဘွားတွေနဲ့တခြားဟလာတိုင်းသားခေါင်းဆောင်တွေကဒီပေါ့နော်အားလုံးဟိုပေါ့ငင်းချမ်းတင့်မြတ်ဖြစ်အောင်မျှတတဲ့အာဏာခွဲဝေမှုစနစ်တစ်ခုပြန်လည်ပြီးတော့ပေါ့ထူထောင်မှုနော်ဒီလိုဟိုဗမာတွေလက်ဝဲကြီးအုပ်တဲ့စနစ်ကနေပြီးတော့ဒီစနစ်ကြောင့်မလို့တိုင်းရင်းသားလက်နက်ကင်တွေပေါ်လာတယ်အဲ့တော့ဒီတိုင်းသားလက်နက်ကင်တွေပေါ်လာတာကပြဿနာမဟုတ်ဘူးတကယ်ပြဿနာကဒီလိုမျိုးပေါ့နော်မတရားမှုမမျှတမှုဖြစ်နေတဲ့နိုင်ငံရေးစီးပွားရေးဟိုပေါ့စနစ်ကြီးဖြစ်တယ်ဆိုတော့ဒါကိုစနစ်ကိုပြောင်းမလို့ဒါကိုသူဥနေဝင်းတို့ကဟိုတမတော်ဘက်ကပေါ့နော်ဒါဟိုဘယ်လိုပြောမလဲexcuse ယူလိုက်တာပေါ့နော်ဒါကိုဆင်ခြေယူပြီးတော့လုပ်လိုက်တယ်အခုဒီ February လ1 ရက်နေ့မှာလုပ်လိုက်တယ်ဟလာဒီမာလာဘူဂျိုပေါ့နော်ဒီဂျပူပေါ့နော်ဒီဂျပူနဲ့ဒီကောင်ကြောင်ကြီးလို့လည်းခေါ်တယ်ဒီ main online ဆိုတဲ့ကောင်ဟုတ်လားသူတို့ချင်းချင်းတက်မလို့ဒီ DSA မှာတက်ခဲ့တဲ့လူချင်းချင်းသူ့ကိုကြောင်ကြီးလို့ခေါ်တယ်ဟုတ်လားဒီကောင်တက်လာ20လောက်မှတက်တာကျွန်တော်တို့အမျိုးတွေတက်တာဆိုတော့ဟောပေါ့နော်တက်မလို့ DSA မှာပတ်စင်6လောက်ကလေးစပြီးတော့တက်တာဟလာကျွန်တော်တို့အမျိုးတွေမှာဟလာဒီတန်းရွှေကိုရဲ့ share လူ commanding officer လုပ်ခဲ့တဲ့ပုံကိုကြီးတွေလည်းပါတယ်ကျွန်တော်အဖိုးလေးကိုယ်တိုင်ကဟလာကျွန်တော်တို့ဒီမှော်ကုန်းဝင်ပထမဆင့်ပြီးဟိုပေါ့နော်ဇေယျကျော်သူဟိုဇေယျကျော်ထင်ဟလာဒီဘုံကြီးအန်ကျွယ်ဆိုတာကျွန်တော်တို့ရခိုင်မှာဟလာဒုတိယ commander နဲ့လုပ်တယ်တန်းရွှေရဲ့ share ဗမာသနကန်တိုင်ရင်1မှာတိုင်ရင်မှုသူကနော်ဒီတန်းရွှေကသူ့တပည့်အဲ့တော့ကျွန်တော်တို့ကကျွန်တော်ကိုယ်တိုင်ကလည်းကျွန်တော်တို့ဟလာဒီအလုပ်တင်ဖို့တေစာ30မှာကျွန်တော်ကိုယ်တိုင်ကလည်းဟလာဒီကဒက်ဖြစ်ခဲ့တယ်နော်အဖေကဟလာ
ဒီလိုမျိုးပေါ့နော်ဘွဲမရတဲ့ဘူတင်နန်းမတော်ပါနဲ့ဆိုပြီးတော့ဟာမိဘတွေကပညာတတ်တယ်မင်းလားတော့ဘွဲမရဖြစ်မယ်ပညာမတတ်ဖြစ်မှာမတော်ပါနဲ့ဆိုပြီးတော့ကျွန်တော်ထွက်တာကျွန်တော်တို့ကငယ်လေးတဲ့အတိုင်းပြည်ဟိုပေါ့တတ်မလို့အလွန်ကြီးညိုပြီးတော့ပေါ့နော်လေးစားပြီးတော့ကြီးလာတဲ့အတိုင်းဝိုင်းရလာတာနော်ဒါပေမဲ့ဒီအချိန်မှာတတ်မတော်ကဟာ1962ကအာနာသိန်းတယ်88မှာလဲကျောင်းသူကျောင်းသားတွေကိုထောင်ထဲချီတက်ပြီးတော့အာနာသိန်းတယ်တန်ဃာတော်တွေကိုတက်တယ်နောက်တစ်ခါ2009မှာလဲဒီ saffron ပေါ့နော်ကျွန်တော်တို့ဒီတန်ရွှေဝါရောင်တန်ဃာတွေကိုမတရားနှိပ်စက်တယ်တတ်တယ်နောက်ဟိုပေါ့နော်ထွက်ပြအောင်လုပ်တယ်အုံတော့ပြအောင်လုပ်တယ်ရိုက်တယ်ဒီဖျားရင်ပြင်တွေမှာဟိုပေါ့ပုဖနက်ကြီးတွေတက်ပြီးတော့စီးပြီးတော့လာတယ်ပြီးရင်ဘုန်းကြီးတွေကိုပါရိုက်နားရိုက်ဒီလိုမျိုးပေါ့နော်အဝတ်ချတယ်ဟိုတလောတော့ဆိုကျွန်တော်တို့တိတ်မဒီနေ့ထဲမှာမြဝတီဆရာတော်ဟိုမန္တလေးကတကယ်ဆရာတော်တိတ်ခါတမာရီရှိတဲ့ဆရာတော်ကြီးကိုလည်းလူဝစ်ချုပ်ပြီးတော့ခေါ်သွားတယ်အထက်မှာလည်းရိုက်မှာပဲဟုတ်လားဒီတော့ဒီတမတော်ကလူတွေကဖျားလက်ကကာယလုံနေတာပေါ့နော်ခုနကကျွန်တော်ကြည့်လိုက်တဲ့စောင်းဦးလိုင်ပေါ့နော်ကိုစောင်းလိုင်ကတက်ပြီးတော့ပြောတယ်ပါလားဆိုဒီမှာလည်းဒီကျွန်တော်တို့ဗမာပြည်မှာဒီတမတော်ကြီးတွေကအရာရှိကြီးတွေကဗုဒ္ဓဘာသာလို့သာအော်နေတာသူတို့ကိုးကွယ်တာမြတ်ဗုဒ္ဓမဟုတ်ဘူးတဲ့သူတို့ကိုးကွယ်တာတနတ်ပဲတဲ့အမဟုတ်ကျွန်တော်ပြောလိုက်မယ်တနတ်တွေပုံသူတို့ကိုးကွယ်တာအာနာနဲ့ငွေကိုပါကိုးကွယ်တာအဲ့တော့ဗမာတမတော်ကဒီနေ့ကတစ်ချိန်တော့အမျိုးသားတက်မတော်တော်လိုင်းဟလာအမျိုးသားလွတ်မြောက်ရေးအတွက်ထောင်ခဲ့တဲ့တက်မတော်ကဒီနေ့ဒီအချိန်မှာအနှစ်80ကျော်သွားတဲ့အချိန်မှာတကယ်တမ်းပြောလို့ရှိရင်မာဖီးယားပေါ့နော်ဒူးစရိုက်ဂိုင်းလို့ဖြစ်နေပြီဟလာသူတို့ဗဇက်ကပြောသမျှမှန်တယ်ဟလာသူတို့ဆွဲထားတဲ့ဥပဒေပဲမှန်တယ်ဟလာဒီပေါ့နော်အဖွဲ့အစည်းပုံအခြေခံဥပဒေဆိုတာဒီမိုကရေစီနည်းရသွားဖို့ဆွဲထားတာနော်ဘယ်နိုင်ကမ္ဘာလုံးမှာဖွဲ့စည်းပုံအခြေခံရှိတဲ့နိုင်ငံတိုင်းမှာအာဏာပေါ့စစ်တပ်ကအာဏာသိမ်းနေဆိုတာမရှိဘူးအင်္ဂလန်မှာမရှိဘူး USA မှာမရှိဘူးเนาะတခြားဒီမိုကရေစီတကယ်ကျင့်သုံးတဲ့နိုင်ငံတွေမှာစစ်တပ်ဒီဟလာလာစာကိုပဲစားတယ်ချပေးတဲ့ဘတ်ဂျက်ကိုလက်ယူတယ်မလောက်ရင်ပါလီမန်မှာထပ်ပြီးတော့တောင်းတယ်เนาะဒါပေမဲ့ဒီမှာစစ်တပ်ကဟလာဒီဟိုပေါ့နော် Lions Share လို့ခေါ်တာပေါ့နော်ဗမာလိုအင်္ဂလိပ်လိုဆိုရှင်တော့တကယ်ဒီပေါ့နော်လူတွေကအယိုးအရင်ကြိုက်ဟလာဒီလိုကိုဗစ်ကြောင့်မလို့စာဝတ်နေရေးအလွန်ဒုက္ခနေတဲ့အချိန်မှာဒီစစ်တပ်မောင်တွေကဟလာဒီနိုင်ငံတော်ဟလာအမျိုးသားချစ်ပါတယ်ဆိုပြီးတော့လူတွေကိုပို့ဒုက္ခအောင်လုပ်တယ်ဟလာသူတို့ချင်းချင်းမဲ့သူတို့ပြေလည်အောင်လုပ်ပေးထားတယ်အဲဗမာပြည်မှာသူတို့ဟလာဒီဥပိုင်တွေဘယ်လောက်ရှိတယ်ဟလာဥပိုင်ကအခုမှမဟုတ်ဘူးဟိုမှာကျွန်တော်1950ဟလာဗိုလ်ချုပ်အောင်ကြီးတို့defense services industry ဆိုပြီးတော့ဒီတမတော်ကစီးပွားရေးဝင်လို့တာဒီနိုင်ငံတော်ရဲ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဒီစီးပွားရေးလုပ်ဖို့လုံးဝလက်ခံလို့မရဘူးလက်နဲ့လည်းကင်ထားတယ်စီးပွားရေးလည်းဝင်လို့တယ်လူတွေကိုလည်းတတ်တယ်တန်ဃာတော်တွေကိုလည်းတတ်တယ်ဘာသာကြားတွေကိုလည်းနှိပ်ကွက်တယ်တိုင်းရင်းသားတွေကိုလည်းမတရားတတ်တယ်တိုင်းရင်းသားတွေကကချင်ရှမ်းရခိုင်ဗုဒ္ဓဘာသာအကုန်လုံးခင်ဗျစစ်ပြေတောင်းတဲ့ချီသိန်းတဲ့ချီပြီးဖြစ်တယ်ဟုတ်လားကျွန်တော်နားလဲတယ်ဗမာပြည်မှာကျွန်တော်တို့ဗုဒ္ဓဘာသာပြည်သူတော့တခြားဗုဒ္ဓဘာသာမဟုတ်တဲ့တိုင်းအကုန်လုံးပေါ့နော်ကျွန်တော်တို့ဒီလိန်ထားတာကိုခံနေရတယ်ဒီကျွန်တော်တို့ဘင်္ဂါလီဆိုပြီးတော့ပြောထားတဲ့ဟုတ်လားကျွန်တော်ရိုဟင်ဂျာအမျိုးသားတွေတမိုင်းမှာအထောက်ထားလည်းရှိတယ်ဟုတ်လားသူတို့ဗမာပြည်ရဲ့စာတမ်းတွေဟိုပေါ့နော်တကယ်ဟိုအစိုးရထုတ်တဲ့စာထဲမှာလည်းရိုဟင်ဂျာဆိုတာရှိတယ်ပါတယ်ဝင်ကြီးချုပ်တွေကိုယ်တိုင်ကလည်းပြောခဲ့တယ်အားလုံးကလည်းရှိတယ်တမိုင်းပညာရှင်တွေကလည်းဒါကိုတမတော်ကပြောင်းလိမ့်တာဘယ်လိုလိမ့်ထားဆို1962မှာဒီနိုင်ငံတော်ပြိုကွဲဖို့အလားအလာမရှိတော့ဘူးဟလာတိုင်းပြည်ကိုဟိုပေါ့နော်ကြောက်ထဲရောက်တော့မှမလို့ကြောက်ထဲကြတော့မှဆိုလို့တမတော်ကအာဏာသိမ်းလိုက်ပါတယ်ဆိုရယ်လိန်တဲ့ပုံစံမျိုးနော်ရိုဟင်ဂျာတွေရှိပါဦးဆိုလိန်တာအဲ့တော့ဒီလူတိုင်းကသိတယ်တမတော်ကဟလာတိုင်းပြည်ကိုကယ်တင်လိုက်မယ်လို့ပြောလိုက်လို့ရှိရင်တမတော်လိန်နေပြီဆိုတာသိတယ်ဒီဗိုလ်ချုပ်ကြီးတွေလိန်နေပြီဆိုတာကိုလိန်လာတာအနှစ်50ကျော်ပြီအဲ့ဒါကိုကျွန်တော်တို့ဒီမှာခိုးရဆာကလေးရဆာဒီဗိုလ်ချုပ်တွေတက်မတော်ဒီအလွန်လိန်နေဆိုတာသိတယ်သိရတဲ့နဲ့ဟလာဒီဟိုလိန်လေမူကြီးတစ်ခုလက်ခမဲဒီရိုးရာမရှိပါဘူးဆိုတဲ့လိန်လေမှုကြီးကိုကျွန်တော်ပါလဲဆိုရင်ဒါမှမဟုတ်ဗမာပြည်မှာပေါ့နော်ဆရာဝန်တွေဟလာတခြားဒီပေါ့နော်ရှင်းနေရှေ့ရက်တွေဟိုပေါ့နော်နောက်တစ်ခါ engineer တွေအကုန်လုံးပေါ့နော်ဗမာပြည်ရဲ့
ဝန်ကြီးဌာနတွေမှာလုပ်တဲ့ပညာရှင်တွေအကုန်လုံးက civil disobedience ပေါ့နော်ဒီအာဏာမတရားတဲ့အာဏာကိုဖိဆန်ရေးဆိုတာကိုဒေါအောင်ဆန်းစုကြည်ရဲ့အမိန့်ကိုပေါ့နော်တိုက်ပွဲခေါ်ဆောင်ကိုလိုက်ပြီးတော့လုပ်ကြတယ်ဒါလုပ်တာကျွန်တော်လုံးဝထောက်ခံတယ်ဟလာကျွန်တော်မှဒေါအောင်ဆန်းစုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြဿနာရှိတယ်ဆိုတာလားဒေါအောင်ဆန်းစုကြည်ရဲ့အဖေဖြစ်တဲ့ဟလာဒီဗိုလ်ချုပ်အောင်ဆန်းနဲ့ကျွန်တော်ရဲ့အဖိုးလေးဟလာရန်ကုန်တဲ့သူမှာအလွန်ချစ်ခဲ့တယ်အခန်းချင်းကပ်ပြီးတော့နေတယ်နေတိုင်းစကားပြောတယ်ဒီလိုမျိုးပေါ့နော်တငယ်ချင်းလည်းဖြစ်ခဲ့တယ်ဟလာကျွန်တော်တို့မန္တလေးကဒီပေါ့နော်စကိုင်းတိုင်းမင်းကြီးဘဝနဲ့ပြင်နေပြောတာဦးဇန့်ရင်ဆိုတာနော်ဒီတော့အဲ့တော့ဒီကျွန်တော်တို့ကဒီဗိုလ်ချုပ်မိသားစုဒေါအောင်ဆန်းစုကြည်ပိုင်းကျွန်တော်တို့ကအလွန်ချစ်တယ်ကျွန်တော်တို့ကလေးစားတယ်သူ့အဖေကိုလေးစားလို့ကျွန်တော်နိုင်ငံသားကိုထွက်လာတာဒီရှစ်လေးလုံးမဖြစ်ခင်လေးမှာကျွန်တော်ထွက်လာတယ်ဇူလိုင်လအစောပိုင်းမှာထွက်လာကျွန်တော်အိတ်ထဲမှာဓာတ်ပုံလေး3ခုကျွန်တော်ပါတယ်မဟာမြတ်မှုနီကျွန်တော်တို့ကဗုဒ္ဓဘာသာနိုင်ငံလာတယ်ဆိုတော့အဖေကမဟာမြတ်မှုနီပုံလေးတွေကိုရိုက်ပြီးတော့ဒီကြောဘက်မှာဟလာကျွန်တော်မေတ္တာတုံလေးရေးတိုက်နဲ့ရိုက်ပြီးတော့ထည့်ပြလိုက်နောက်ကျွန်တော်မိသားစုရဲ့ဓာတ်ပုံလေးပါတယ်နောက်ပြီးတော့နောက်တစ်ခုပါတာဒေါအောင်ဆန်းစုကြည်ရဲ့မိသားစုသူ့အကို2ယောက်နဲ့သူနဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါခင်ကြည်နဲ့အဲ့ဒီမှာအားလုံးလည်းမြင်မှုမှာပါဗိုလ်ချုပ်အောင်ဆန်းသူ့သမီးပေါ့နော်ဒေါ်စုကိုလက်ပေါ့နော်ဒီလိုပွေပြီးတော့ခြိထားပြီးတော့အားလုံးကမတ်တက်ရက်ပြီးအဲ့ဒီပုံလေးပါ3ပုံပါတယ်ကျွန်တော်တို့ကဒီလောက်ထိဟလာဒီဗိုလ်ချုပ်အောင်ဆန်းမိသားစုကိုကျွန်တော်တို့ကဒီလောက်ထိပေါ့နော်စံပြမိသားစုဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်ကပေါ့နော်ချစ်လေးစားရတယ်တခါမှသူတို့ကျွန်တော်အဲ့ဒီအတိုင်းဝိုင်းလည်းမဟုတ်ပါဘူးကျွန်တော်သူတို့လည်းတိုင်းတိုင်းမသိပါဘူးနော်နောက်ပိုင်းမှာဒေါအောင်ဆန်းစုကြည်အတွက်ကျွန်တော်ဟလာဒီရှေ့ကနေပြီးတော့ရွရွချွန်ချွန်နော်ဒီ Pepsi ထွက်အောင်ဒေါအောင်ဆန်းစုကြည်က boycott လုပ်ပါဆိုရင်ကျွန်တော်တို့ကမဖြစ်မနေကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်လမ်းပေါ်ကနေပြီးတော့ကျွန်တော်တို့ကဒီပေါ့ foot soldier ပေါ့နော်ဒီ democracy တပ်သားအနေနဲ့ကျွန်တော်ကဒီလိုမျိုးလုပ်ခဲ့တာနော်15နှစ်ဒေါအောင်ဆန်းစုကြည်ထောင်ကျနေတဲ့အချိန်မှာအခြေအကျုပ်ကျတဲ့အချိန်မှာကျွန်တော်ကဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တတ်နိုင်သမျှရွရွချွန်ချွန်ကျွန်တော်အကုန်လုပ်ခဲ့တာဒါကျွန်တော်တမိုင်းရရှိပြီးသားဒါပေမဲ့ဒီပေါ့နော်ဒီဟာနဲ့ဒီဟာပေါ့နော်ဒေါအောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှု policy နဲ့ပတ်သက်ပြီးကျွန်တော်သဘောမတူတာရှိတယ်မရှိတော့ရှိတဲ့အခါကျတော့ကျွန်တော်ကကလေးမဟုတ်ဘူးအမေပြောတိုင်းကျွန်တော်ကမလိုက်ဘူးအမေမားတယ်ခုံလိုက်ဆိုရင်ကျွန်တော်ဒီပေါ့ဘေးမှာကပိုင်းရှိကျွန်တော်မခုံဘူးကျွန်တော်ပြောမယ်ခင်ဗျားတို့ဒီခေါင်းဆောင်ကိုမြက်ကမ်းလိုက်နာတာလေကျွန်တော်တို့ဗမာနိုင်ငံမှာအလွန်ဆိုးတယ်ကျွန်တော်ဆရာဥတင်မှုကြပြဆရာကြီးဆုံးသွားပြီเนาะအရန်ခင်တယ်ကျွန်တော်အမေအဖေနဲ့เนาะမန္တလေးတက္ကသိုလ်မှာသူတို့တငယ်ချင်းတွေအဖေနဲ့ဆိုရင်ပွဲကုန်းကျောင်းကလေးက high school ဘဝကလေးကကျောင်းသား high school ကျောင်းသားအရန်ခင်တာဆရာတင်မှုဥပကျန်းလို့ခေါ်တယ်ဆရာတင်မှုနဲ့ကျွန်တော်လည်းကျွန်တော်တို့ဒီအမေရိကန်နိုင်ငံမှာသူကလည်း exile ကျွန်တော်ကလည်းပြည်ပြေးသူကလည်းပြည်ပြေးပေါ့လို့ပြောကြကြည့်ဆိုရင်အဲ့ဒီမှာတွေ့တဲ့အခါကျတော့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့2005ခုနှစ်လောက်မှာကျွန်တော်ကိုပြောတယ်သူရဲ့ဆရာမောင်စွမ်းရည်ရဲ့နောက်ထပ်ဆရာတယောက်ရှိတယ်ပြောဥတာမျိုးနော်မြန်မာစာအလွန်အင်္ဂလိပ်စာအလွန်နာမည်ကြီးတဲ့ပညာတတ်ကြီးပေါ့နော်ကျွန်တော်တို့မန္တလေးအတိုင်းဝိုင်းပေါ့နော်သူဆရာဦးတင်ဘောကပြောတာအေးကောင်းတယ်မင်းနဲ့ဒေါ်စုကိုမင်းတိတ်ပြီးတော့မဝေဖန်နဲ့တဲ့ငါတို့ကတော့ဒေါ်စုမှဒေါ်စုပဲတဲ့သူကမင်းသေဆိုသေလိုက်တယ်ရှင်ဆိုရှင်ပဲဆိုကျွန်တော်ပြောမယ်ဒီမိုကရေစီကိုလိုချင်လို့ရှိရင်ကောင်းတော်ကသေဆိုသေရှင်ဆိုရှင်ကျွန်တော်တို့အဲ့ဒီစိတ်နဲ့ကျွန်တော်တို့လိုက်လို့မရဘူးဒါနံပါတ်1ချက်ဒီမိုကရေစီတိုက်ပွဲဒီမိုကရေစီအစိုးရဒီမိုကရေစီလူအဖွဲ့အစည်းဒီမိုကရေစီစနစ်ဆိုတာကခေါင်းဆောင်ကနင်းသိရင်သိဟိုဂျက်ပေါ့နော်ကြောက်ကြီးရှိတဲ့ခုံချလိုက်ဆိုရင်ခင်ဗျားတို့ခုံမခုံအောင်ကိုယ့်အသက်ကိုကောက်ွယ်ရမယ်နော်တသွေးတန်တမိန်ခေါင်းဆောင်ပြောတာကိုလိုက်လို့ပြသည်ဒီမိုကရေစီစနစ်မဟုတ်ဘူးဒီမိုကရေစီအမြင်မဟုတ်ဘူးဒီမိုကရေစီရဲ့ဝါဒမဟုတ်ဘူးနော်ခေါင်းဆောင်မှားရင်ထောက်ပြောရမယ်အဲ့ဒါလေးစားတာဟုတ်လားအဲ့တော့ဒီတသွေးတန်တမိန်ခေါင်းဆောင်ပြောလိုက်မှပြောတာအကုန်လိုက်လို့ရမယ်ဆိုတာကဖက်စစ်အလုံးအဲ့ဒါကတက်မတော်လုပ်တယ်လို့ခင်ဗျားတို့အကုန်လုံးသိတယ်ဟုတ်လားတက်ထဲမှာပြောတယ်ရေခတ်ဆိုရင်ချင်းကြနဲ့ပဲခတ်ခါပုံးနဲ့ပဲခတ်ခါရေခွက်နဲ့ပဲရေမှုန့်နဲ့ပဲယူလာရေပါလာတာပဲလိုချင်တယ်စောရကမလိုချင်ဘူးအဲ့ဒါကစစ်တပ်ဒီစစ်တပ်ကဂျပန်ဖက်စစ်ကထောင်ပေးလိုက်တော့တသွေးတန်တမိတ်ဒါပေမဲ့ဒါမျက်မှန်ထားတာပြောအောင်ဆိုစစ်တပ်တိုင်းအားလုံးကအမိတ်အပေါ်မှာဟုတ်လားဒီ commander တပ်မှုရဲ့အမိန့်ပေါ်မှာအခြေခံပြီးလုပ်ရတယ်ဗိုလ်ချုပ်ရဲ့အမိန့်ပေါ်မှာအခြေခံပြီးလုပ်ရတယ်ဒါကစစ်တပ်ဒီစစ်တပ်မှာဒီအမိန့်နဲ့သွားတဲ့ဟာမလုပ်လို့ရှိရင်သူတို့မရဘူးနော်ဒါတော့မှအဖဗိုလ်ချုပ်အောင်ဆန်းဘာပြောသွားလဲဆိုတော့ပြောပေါ့နော်ဒီလက်အောက်ငယ်သားတွေကိုဟလာအထက်မှာရှိတဲ့တပ်မှုတိုက်ရာတွေကအနိုင်မကျင့်ပါနဲ့မတရားတဲ့အမိန့်တွေကိုမထုတ်ပေးပါနဲ့ဟ
là mà tia đấy anh mấy này cũng thâu để bố châu để xiên đấy nó ông mà xí đấy là giá xí giá cái này à sang gì giá bảo đi anh mấy người pizza mà số bữa bố châu ăn sang cũng đấy ngay biểu bao cái bị đã tao mà nói là đi chuyện về bự lúa mà sao là limit xí đấy là mà tia là vừa lúa tập tính tập起来就tập表了là cho nó bố châu cái anh mấy bây giờ cho nó tập tính tập à này là chỉ cái rồi giờ vừa lấy áo phía xí lại lúc cho nó phía xí lại bảo rồiခင်ဗျားတို့ကဗုဒ္ဓဘာသာလည်းမဟုတ်ဘူးစစ်သားကောင်းလည်းမဟုတ်ဘူးလူလည်းမဟုတ်တော့ဖြစ်သွားအဲ့တော့ကျွန်တော်ပြောချင်တာကပထမတစ်ချက်ကကျွန်တော်တို့အခုလိုမျိုးပေါ့နော်တိုင်းပြည်ကိုတမတော်ကဒီစစ်ကြုံဘဝရောက်အောင်လုပ်ပြီးတော့စီးပွားရေးရာသူကိုယ်တိုင်ကတော့စီဦးထောပတ်စားပြီးဒါဗိုလ်ချုပ်တွေနော်တမတော်သားတွေမှာလည်းဒုက္ခလွန်ရောက်တယ်အဲ့တော့သူကိုယ်တိုင်ကထိတ်စီဦးထောပတ်စားပြီးတော့အနိုင်ကျင့်နေတဲ့တမတော်နော်လူတွေကိုမတရားနှိပ်စက်တန်ဃာတော်တွေကိုမတရားနှိပ်စက်နော်တိုင်းရင်းသားတွေကိုမတရားသဖြင့်သွားပြီးတော့ရွာမီးရှို့တနတ်နဲ့ဖြစ်ကရင်ပြည်နယ်မှာဒီနေ့ဖြစ်နေတာနော်ရခိုင်ကိုလည်းလုပ်တယ်ဗုဒ္ဓဘာသာကိုညှလိုက်မယ်မတင်နဲ့ခင်ဗျာရခိုင်ဗုဒ္ဓဘာသာတွေပဲခင်ဗျာသွားလုပ်တယ်မြို့ဟောင်းမှာသွားကြည့်ဒီတော့ဒီရှေးအောင်ဖျားတွေကိုတော့မှမော်တာနဲ့ထူးတဲ့ကောင်တွေနော်ဒီလောက်မှတ်ရိုင်းတဲ့ဒမန်ဒီရဲ့ကျွန်တော်တို့ပမာပြည်မှာတက်မတော်ဒီဒမန်ဒီရဲ့နော်ဇူစကာလည်းဖြစ်တယ်မာဖီးယားလည်းဖြစ်တယ်ဒမန်ဒီရဲ့လည်းဖြစ်တယ်ဒီကောင်တွေကိုဟုတ်လားကျွန်တော်တို့ကတိုက်တဲ့အချိန်မှာဟုတ်လားတိုင်းရင်းသားတွေဒုက္ခရောက်တာတွေကိုလည်းကျွန်တော်တို့ကဟုတ်လားကိုယ့်ဘက်ကဗုဒ္ဓဘာသာအနေနဲ့ပဲဖြစ်ဖြစ်လူသားတယောက်အနေနဲ့ပဲလူဖြစ်နေတယ်ကျွန်တော်တို့ကိုချင်းစာပေးမှရမယ်နော်နောက်တစ်ခါဒီရိုဟင်ဂျာတွေဟုတ်လားခင်ဗျားတို့ဘင်္ဂါလီလို့ခေါ်ခြင်းခေါ်ရတယ်ဒါပေမဲ့ဒီလူတွေကဗမာပြည်ထဲမှာမွေးလာတဲ့လူတွေသမရဦးသိန်းစိန်ကိုယ်တိုင်ပြောရတယ်အများစုသည်လွတ်လပ်ရေးရပြီး1948နောက်ပိုင်းမှာအကုန်လုံးကျွန်တော်တို့မြေထဲမှာမွေးလာတဲ့လူတွေဟုတ်ပါတယ်ဆိုတာဒီကျွန်တော်တို့သမရဦးသိန်းစိန်ကနော်ကျွန်တော်တို့ VOA မြန်မာပိုင်းအတန်မှာဟိုပေါ့နော်ကိုတန်းလွင်ထွန်းကျွန်တော်တကယ်ကိုအောင်နိုင်ရင်တော့နော်ကိုတန်းလွင်ထွန်းရဲ့အင်တာဗျူးမှာပြောသွားပြီးသားကျွန်တော်တို့နိုင်ငံမှာအများစုကဒီလူတွေဟုတ်ပါတယ်ဟုတ်လားသူတို့တမိုင်းရဟိုဘက်ကလာတာလည်းရှိပြီမဲ့ဒါပေမဲ့နားလည်ထားမှာတမိုင်းရဟိုဘက်ဒီဘက်ဆိုတာမရှိဘူးခင်ဗျားတို့ရခိုင်ပြည်ကိုရောက်ဘူးမယ်ဘင်္ဂလားဒေ့ရှ်ကိုရောက်ဘူးမယ်ဆိုတာသိရခင်ဗျာဟိုဘက်ရက်ကွက်နဲ့ဒီဘက်ရက်ကွက်နဲ့လမ်းလျှောက်သလိုဘင်္ဂလားဒေ့ရှ်နဲ့ဗမာပြည်ကဒီလိုမျိုးဒိုးရိုပေါ့အကုန်လုံးကနှွယ်နေတယ်ရခိုင်တွေလည်းဟိုဘက်မှာရှိတယ်ဟုတ်လားအများကြီးပဲရခိုင်ရွာတွေရှိတယ်ကျွန်တော်တွေ့ဘူးလားရခိုင်ဗုဒ္ဓဘာသာလူဟိုဘင်္ဂလားဒေ့ရှ်မှာမွေးတော့ဘင်္ဂါလီပေါ့နော်ဘင်္ဂါလီရခိုင်တွေကခင်ဗျာဒီပါလီမန်မှာအထိတက်ရောက်ပြီးတော့ဟာသူတို့လုံးပိုင်လို့ရှိတယ်ဒါလိန်ညာပြီးတော့သူတို့ထားတာမဟုတ်တကယ်ဟိုပေါ့နော်ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ပြီးသားနော်ဒီရခိုင်တွေဟိုကြီးပွားနေတာရခိုင်ပြည်ဟိုပေါ့နော်ဘင်္ဂလားဒေ့ရှ်မှာသူတို့နှိပ်ကွပ်တာလည်းမရှိဘူးနော်အဲ့တော့ကျွန်တော်တို့ကဒီလိုပေါ့နော်ဒီကိုဘက်ကကျွန်တော်တို့ရဲ့လူခွင့်ဗမာလူမျိုးတွေရဲ့လူခွင့်ဗမာပြည်သူရဲ့လူခွင့်ရဲ့ဒီမိုကရေစီကိုလိုချင်ပါတယ်တိုက်နေပါတယ်မတရားတာကိုတိုက်ပါတယ်ဆိုရင်ကျွန်တော်တို့ကမတရားတိုင်းရင်းသားတွေကိုနှိပ်စက်ရိုဟင်ဂျာတွေကိုဟိုပေါ့နော်အမြင့်ပြုတ်အောင်လုပ်နေတဲ့တက်ကိုဒီလိုလုပ်တဲ့အချိန်မှာကျွန်တော်တို့ကအမျိုးသားစိတ်နဲ့တိုင်းပြည်ချစ်တဲ့စိတ်နဲ့ကာကွယ်လိုက်မယ်ဆိုလုပ်လို့မရဘူးအဲ့ဒီလိုမျိုးလုပ်လိုက်လို့ဒေါ်အောင်ဆန်းစုကြည်ကတစ်ချိန်လုံးကကမ္ဘာလုံးမှာဟုတ်လားသူက number 1ဟိုNelson Mandela သေသွားပြီးတဲ့နောက်မှာ Gandhi တို့လိုနော် Martin Luther King တို့လိုမျိုးပေါ့နော်တလောက်ထိလေးစားအပ်တဲ့ဗမာလူမျိုးဟိုအမျိုးသမီးကြီးဟုတ်လားဒီပေါ့နော် democracy human rights ခေါင်းဆောင်ဆိုတဲ့အနေအထားနေပြီးတော့ဘာတွေးကွက်ခွဲမှာဒေါ်ဆန်းစုကြည်မျောသွားတာကဒီ human rights ကိုနှလုံးသားထဲမှာမခံစားဘဲနဲ့ဒီ Rohingya တွေဒီလောက်ဒုက္ခရောက်တာကိုပါဇက်ကိုရေငုံနှုတ်ပိတ်ပြီးတော့နေခဲ့တယ်သူပါဇက်ဖွင့်လိုက်တဲ့အခါကျတော့တတ်တဲ့လူသားသမားတွေကို ICJ မှာသွားပြီးကာကွယ်တဲ့အနေအထားမျိုးပဲဖြစ်သွားတယ်နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါတွေကိုဒါတော့ကျွန်တော်မှဟုတ်လားချစ်ဟိုပေါ့နော်မုန်းတဲ့စိတ်မရှိပါဘူးကျွန်တော်ကိုယ်တိုင်အန်တီကိုနော်ဒါပေမဲ့ဒီမှားတာကိုကျွန်တော်မှားတာပြောရမယ်ကျွန်တော်ဒီသွေးတန်တမိတ်ဟုတ်လားအမေပြောတာမှန်တယ်ဆိုတဲ့လူမဟုတ်ဘူးဘယ်တော့မှမဟုတ်ဘူးနော်ခင်ဗျားတို့လည်းမဟုတ်သင့်ဘူးဒီမိုကရေစီဆိုတာကတူးစီစဉ်းစားပြီးတော့ဟုတ်လားလေးစားစိတ်လူအခွင့်အရေးကိုဟုတ်လားတကယ်မျက်နှိုးတဲ့အစိတ်ဒီရင်ထဲမှာကိုနှိုက်ရှိုင်ခံစားတဲ့အနေအထားရောက်တဲ့အခြေအနေရောက်မှာဒီမိုကရေစီနဲ့ human rights ဆိုတာကျွန်တော်တို့နိုင်ငံကရောက်အဲ့တော့ကျွန်တော်ပြောချင်တာကအခုအချိန်မှာကျွန်တော်တို့တွေပြည်သူတွေအကုန်လုံးဒုက္ခရောက်ပြီဟုတ်လားရခိုင်လည်းဒုက္ခရောက်တယ်ရိုဟင်ဂျာလည်းဒုက္ခရောက်တယ်
နော်ကရင်လည်းဒုက္ခရောက်တယ်ရှမ်းလည်းရောက်တယ်နော်အများစုဖြစ်တဲ့ဗမာပြည်သူဗုဒ္ဓဘာသာတွေလည်းဒုက္ခရောက်တယ်တန်ဃာတော်တွေလည်းဒုက္ခရောက်တယ်ဒီဒုက္ခကြီးကိုကျွန်တော်တို့ကျော်လွှမ်းဖို့ဆိုရင်ကျွန်တော်တို့ရဲ့ဘုံရန်သူဆိုတာကိုကျွန်တော်တို့ကသိရမယ်ဒီဘုံရန်သူကိုကျွန်တော်တို့ကအမြင့်ဖြုတ်ပြီးတော့တိုက်ဖို့ဆိုရင်ကျွန်တော်တို့ဆုံးသွားတဲ့လူလူတော်မှာဘိုးကျောင်းဆန်တဲ့တငယ်ချင်းတိုက်ဖို့တိုက်ဖက်เนาะအင်္ဂလိပ်ကိုတိုက်လာတဲ့ပုံကိုကြီးလူလူတော်မှာပြောရတယ်အာနာရှင်ဆိုတာအရှင်မထွက်ဘူးတဲ့ခင်ဗျားတို့မှတ်ထားပါအာနာရှင်ဆိုပြီးအရှင်မထွက်ဘူးเนาะခြေတော့ကဆွဲထွက်ရမယ်အနှစ်60ပြည့်တော့မယ်ကျွန်တော်တို့ဂျွန်ဘဝမှာစစ်ဂျွန်ဘဝမှာခင်ဗျားတို့နေရတယ်ကျွန်တော်25နှစ်နေလာခဲ့တယ်เนาะစစ်ဂျွန်ဘဝမှာဒုတိယရန်စာစစ်ဗမာပြည်မှာစစ်ဘဝလွဲလို့ရှိရင်ကျန်တဲ့လူကလူတင်ပြေကျမ်းပြေလူခွင့်ရေးဘာမှမရှိပါဘူးအဲ့တော့ကျွန်တော်တို့လွန်ခဲ့တဲ့အနှစ်30ကျော်ပေါ့နော်88ကစပြီးတော့32နှစ်မှာအခုချိန်ဒီဗမာပြည်မှာဒီမိုကရေစီလည်းမရှိဘူး human rights ဆိုတာလည်းမရှိဘူးလူခွင့်ရေးလည်းမရှိဘူးဒီမိုကရေစီလည်းမရှိဘူးဒီမိုကရေစီလမ်းကြောင်းလည်းပိတ်သွားပြီဘာလို့ဆိုတော့ဒီနှစ်ပြားတပည့်ကိုဒီမိုကရေစီလမ်းပေါ့နော်ဒီ discipline flourishing democracy 2008ပေါ့ခြေဦးနဲ့ကင်ထားတဲ့ဟာကြီးကြောင်းမလို့ဒီမိုကရေစီလမ်းကလုံးဝပိတ်နေအဲ့တော့အားလုံးသွေးစီးရမယ်သွေးစီးတဲ့အခါမှာဟလာငါကချင်ငါကရင်ငါရှမ်းငါပေါ့နော်ဗုဒ္ဓဘာသာငါကတော့ခရစ်ယာန်ဆိုရင်ကိုပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ပေါ့လေချက်တွေအချင်းချင်းခွတ်နေမယ်လေချက်တွေကွဲနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်နေတာကဝင်းပလွေဆိုတော့ခင်ဗျားတို့အချင်းချင်းချနေလေသဘောမကျလေလူမျိုးစိတ်တွေပေါ်လေဘာသာရေးခွဲခြားမှုစိတ်တွေရှိလို့လေရိုဟင်ဂျာတော့ငါတို့နဲ့မဆိုင်ဘူးဆိုပြီးလုပ်လေခင်ဗျာဒီဝင်းပလွေဖြစ်တဲ့စစ်ဗိုလ်ချုပ်တွေကသူတို့အတွက်အလွန်ပေါ့ဗျာအကြိုက်တွေ့လေပေါ့ဒါကြောင့်ကျွန်တော်ပြောတာကျွန်တော်တို့အခုဒီပေါ့နော် civil disobedience လုပ်တာကိုကျွန်တော်လုံးဝထောက်ခံတယ်နော်ဒီဒေါ်ဆန်းစုကြည်ကဟလာဒီဗိုလ်ချုပ်ကြီးတွေကိုဒီ The Hague မြို့မှာသွားပြီးတော့ကာကွယ်ခဲ့တာတွေတို့ဟလာတခြားဟာတွေကျွန်တော်မိတ်ထားလိုက်အခုအချိန်မှာကျွန်တော်တို့ကပြန်ပြီးတော့ပေါ့နော်ဒီလှုပ်ရှားမှုကိုပြန်လဲပေါ်ဆောင်တဲ့အခါမှာကဲ human rights ဆိုတာကလူအခွင့်အရေးဆိုတာကတရားပေါ့နော် illegal ပဲဖြစ်ခိုးဝင်တာပဲဖြစ်ဗမာပြည်ကပေါက်တာပဲဖြစ်လူတိုင်းမှာလူဖြစ်လို့အခွင့်အရေးရှိတယ်ကာကွယ်မှုခံစား권ရှိတယ်အဲ့ဒီဟာကိုပထမဦးဆုံးကျွန်တော်တို့ခေါင်းထဲမှာနှလုံးသားထဲမှာနှိုင်းလိုက်ပေါ့ချွတ်ကျွန်တော်တို့လက်ခံမှုလိုတယ်အဲ့ဒါရပြီဆိုရင်ကရင်ကိုလည်းဒီကောင်တွေကတိုင်းရင်းသားတွေခလာတောချိုအုံကြားမှာနေတယ်လက်နဲ့ကင်ပြီးတော့ရဲစခန်းတိုက်တယ်ငါတို့ကဒီအမျိုးသားကိုကာကွယ်ရမယ်ဒါမျိုးစိတ်နဲ့သွားလို့ရင်ကျွန်တော်တို့ကပို့ပြီးတော့ပဲအစည်းကွဲသလိုဖြစ်မယ်အဲ့တော့ဟလာဒီဟာကိုကြော်လွှားဖို့ကအားလုံးကလူသားအမြင်နဲ့လူအခွင့်အရေးကိုလက်ခံရင်ကျွန်တော်တို့အင်အားပြန်လဲစူးစီးရမယ်နော်နောက်ထပ်ဗမာပြည်ကိုအုပ်စစ်ကြုံဘဝရောက်နေတာအနှစ်60ပြည့်တော့မယ်1962ခုနှစ်ကစရီးလိုက်ရေနော်ဗမာပြည်ကအင်္ဂလိပ်ကျွန်ရောက်လက်ထက်မှာအနှစ်120ကျော်ခဲ့တယ်နော်ကျော်အဲ့တော့ကျွန်တော်တို့ကဒီစစ်တပ်ရဲ့စစ်ကြုံဘဝမှာမာဖီးယားတခိုးဓမြဟလာလူသားသမားစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ဘဝမှာနောက်ထပ်အနှစ်20လည်းဖြစ်နိုင်တယ်နောက်ထပ်အနှစ်50လည်းဖြစ်နိုင်တယ်ဟလာကျွန်တော်အခု58နှစ်ဖြစ်ပြီကျွန်တော်ဒီသမရအခုယာယီလုပ်နေတဲ့ဟလာဗိုလ်ချုပ်ဟောင်းဦးမြင့်ဆွေကိုလည်းကျွန်တော်ကိုယ်တိုင်သိတယ်နော်ကျွန်တော်သူ့ကိုယ်တိုင်ခဲ့ဒီဗမာပြည်ကိုကျွန်တော်ပြန်လာတဲ့တစ်ချိန်တော့နော်ဒီအမေရိကန်ကကျွန်တော်တို့နိုင်ငံကိုတကယ်တင်ပြေးချက်ပြေးကူမမဟုတ်ဘူးဒေါ်ဆန်းစုကြည်လုပ်ပုံကလည်းကျွန်တော်တို့ဒီမိုကရေစီရဖို့လားလာမရှိဘူးဆိုပြီးတော့2004-2005လောက်မှာဒီတမတော်အရာရှိတွေပေါ့ဗိုလ်ချုပ်ခင်ညွန့်လက်ထက်ကအပြင်မှာရှိတဲ့လူတွေကိုလိုက်သူတို့ကလည်းစီယုံတာပေါ့နော်သူတို့အကြံနဲ့သူတို့ပေါ့ကျွန်တော်တို့ကလည်းဟလာဘေးကျနံကျရောက်နေတဲ့အခါကျတော့ဒါဆိုရင်ငါတို့တိုင်းပြည်ကိုသူတို့လည်းချစ်တယ်ငါတို့လည်းချစ်တယ်ဆိုရင်ပေါင်းလို့အောင်ဆိုပြီးတော့စူးစမ်းကြည့်တယ်အဲ့မှာကျွန်တော်ပြန်တယ်အများကြီးကျွန်တော်အပေါ်မှာအထင်လွဲခံရတဲ့နိုင်ငံလုံးကကျွန်တော်ဝိုင်းဆဲဒါတွေကိုထားလိုက်ကျွန်တော်ဂီးမဆိုင်ဘူးလေးစားတာကိုလည်းဂီးပေါ့နော်သဘောကျတယ်ဒါပေမဲ့ဆဲတာကိုလည်းကိစ္စမရှိဘူးကျွန်တော်တို့ကကိုယ့်ရဲ့ယုံကြည်ရဲ့နဲ့ကိုယ်တိုင်းပြည်ကိုကျွန်တော်ကချစ်လို့အခုချိန်ကြီးကျွန်တော်ဒီတိုင်းပြည်နဲ့ပတ်သက်ပြီးတော့လူဆဲခံပြီးကျွန်တော်လုပ်တာနော်ဒီအဲ့တော့အဲ့ဒီအချိန်တော့ဒီဦးမြင့်ဆွေကကျွန်တော်ကိုလက်ခံပြီးတော့ဒါစကားပြောတယ်ချင်းကျွန်တော်ပြောင်ပြောတယ်
ကျွန်တော်စစ်ဖို့တွေကိုကျွန်တော်ဒီ internet ပေါ်မှာလည်းတက်ပြီးတော့မှားတယ်တချို့နေရာမှာစောစောကားပြောတာရှိတယ်နော်ဒါကျွန်တော်ရဲ့ဒါ nature ရဲ့ကျွန်တော်ပါဇက်ကပြောတတ်တဲ့ကောင်နော်အဲ့တော့မျက်နှာချင်းတိုင်းလည်းပြောတယ်ကျွန်တော်ပြောတယ်သူတို့အဘကျွန်တော်ဒီကောင်မှကျွန်တော်မခေါ်ကျွန်တော်အဖေကလွဲလို့ရှိရင်ကျွန်တော်ဘယ်သူမှအဖေတို့အဘတို့မခေါ်ဘူးဘိုလ်ချုပ်ကိုဘိုလ်ချုပ်ခေါ်တယ်ဘုံမှုကြီးကိုဘုံမှုကြီးခေါ်တယ်ဟလာရင်းနှီးသွားပြီဆိုရင်ဟလာကျွန်တော်ညီကိုလို့ဆိုရင်ကိုတက်ပြီးခေါ်မယ်ဟလာအဲ့တော့ဒီဘိုလ်ချုပ်ကြီးမြင်းဆွေကကျွန်တော်ကိုလက်ခံပြီးစကားပြောတယ်နှစ်ခါတွေ့တယ်တစ်ခါတွေ့တော့တနားကြီးကြာတယ်ပြောတယ်ကျွန်တော်ကူပါပေါ့နော်တိုင်းပြည်ကလည်းဟိုတိုင်းပြည်မှာပညာတတ်တွေလူတွေပေါ့နော်ကျွန်တော်တို့ဒီပေါ့ကဘာကြီးကိုကျွန်တော်တို့ကဟိုပြုပြင်ပြောင်းလဲမှုတွေလုပ်ချင်ပါတယ်ပြောဘယ်သူမှမယုံဘူးပေါ့နော်ခင်ဗျားတို့ဒီအနောက်နိုင်ငံမှာရှိတဲ့လူပညာတတ်တွေကပြောယုံပါတယ်ဆိုပြီးတော့ဒါသူတို့နည်းနည်းဟိုလူကိုဗျာဟိုသူတို့စိုက်ကိုထဲတာလည်းရှိတာပေါ့ဒါကျွန်တော်တို့ကသိပါတယ်ဟလားကျွန်တော်တို့ကဒီလိုမျိုးစိုက်ကိုလာထဲလို့လည်းမြောက်သွားတဲ့ကောင်မဟုတ်ဘူးဟိုတတိုင်းလုံးကဆဲလိုက်လို့ကျွန်တော်ကြောက်ပြီးတော့ပါဇက်ပိတ်သွားတဲ့လူမျိုးလည်းမဟုတ်ဘူးကြောက်လည်းမကြောက်ဘူးကြောက်ရင်လည်းမကြောက်ဘူးမြောက်ရင်လည်းကျွန်တော်မမြောက်ပါဘူးเนาะမမြောက်ပါဘူးအဲ့တော့ကျွန်တော်ဗိုလ်ချုပ်မင်းဆိုမျက်နှာကြည့်ပြီးပြောတယ်ဗိုလ်ချုပ်တို့တိုင်းတက်မတော်ကလုံလို့တိုင်းပြည်ကဒီအခြေအနေကိုရောက်သွားဆိုလိုတာဗိုလ်ချုပ်ကတက်မတော်လုံးလိုက်လို့တိုင်းပြည်ပြက်နေပြီအဲ့တော့ကျွန်တော်တို့ကကူမယ်ခင်ဗျားတို့ဘက်ကရိုးရိုးသားသားနဲ့လုံးမယ်ဆိုရင်ကျွန်တော်တို့ကနောက်ကလိုက်ရမယ်ဖနက်ကင်လဲကင်မယ်တနက်ကင်လဲကင်မယ်ခင်ဗျားတို့ကဒါရိုးရိုးသားသားနဲ့တိုင်းပြည်ကိုပြန်လဲပြီးတော့ထူထောင်နေမှာကျွန်တော်လုံးပါမယ်အဲ့ဒါကျွန်တော်နှစ်ယောက်ချင်းပြောတာအဲ့ဒီမှာဘယ်သူရှိလဲအခုနံပါတ်3ကျွန်တော်တို့အုပ်ချုပ်ရေးအဖွဲ့မှာပါတယ်ဗိုလ်ချုပ်ကြီးမြတ်ထုံးသူအဲ့ဒီချိန်မှာဗိုလ်မှူးကြီးသူကိုယ်လည်းသူကကျွန်တော်နဲ့အလွန်ပေါ့နော်ရင်းနှီးပြီးတော့ညီကိုလိုလက်တွဲပြီးလုပ်ကြအောင်ဆိုတဲ့ပုံကူနော်ဒါဘာကိုမြတ်ထူးကိုကျွန်တော်ဘာမှဟိုတပုတ်လို့နေကျွန်တော်ဘယ်တော့မှကျွန်တော်မပြောဘူးဟလာလူကောင်းပေါ့စနေမကောင်းတဲ့ခါမှာလူကောင်းလည်းပြက်ရတာပဲဒါထုံးစံမယ်ဟလာသူကြောင့်တဲ့တိုင်းပြည်တက်မလို့ယူဘလို့မှပြင်လို့မရအောင်သူကလူကောင်းရင်ကောင်းနေမယ်အဲ့တော့ကိုမြတ်ထူးကအဲ့ဒီခန်းထဲမှာရှိတယ်ကျွန်တော်တို့ဒဂုံရိတ်တာမှာကျွန်တော်တို့ဒီပေါ့နော်ရန်ကုန်တိုင်းစစ်ဌာနချုပ်အဟောင်းမှာပေါ့ကျွန်တော်ဒီ Methodist ကျောင်းနားမှာဒီ Chatrium Hotel တို့ဘာလို့အနီးနားမှာကျွန်တော်ပြောအဲ့ဒါမျက်နှာချင်းတိုင်းကြည့်ပြီးကျွန်တော်ပြောခဲ့တာနော်တခြားအဲ့ဒီအရင်တော့ဗိုလ်ချုပ်ခင်ညွန့်လူတွေတွေ့တယ်ဟလားဒီဗိုလ်ချုပ်ဒီဗိုလ်မှူးချုပ်တန်းဖွန်နောက်ကျထောင်ချပြီးပြုတ်သွားတယ်နော်ဗိုလ်မှူးကြီးလှမင်းတို့နော်ဒီပေါ့နော်အဲ့ဒီဗိုလ်မှူးကြီးတင်ဦးဗိုလ်ချုပ်ကြီးခင်ညွန့်အနားမှာနေခဲ့တဲ့လူတွေလည်းကျွန်တော်ဒီလိုပဲပြောတာပဲနော်ဒီကောင်ကျွန်တော်သိတယ်ကျွန်တော်ဟိုဒီမဟုတ်မခံကျွန်တော်မှားရင်မှားမယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်ရိုးရိုးသားသားပဲပြောတယ်ကျွန်တော်ကိုယ်ရမှာကျွန်တော်မပြောဘူးပြောင်းပြောတယ်နော်ဗိုလ်ချုပ်ကြီးမြတ်ထုံးကိုသွားမိကျွန်တော်ပြောခင်ဗျားတို့တိုင်းပြည်လို့လိုက်လို့ကျွန်တော်တို့ဟိုပေါ့တမတော်ကြီးလို့ကျွန်တော်တို့ကဒီအခြေအနေပြည့်စည်တဲ့အခြေအနေရောက်တာကျွန်တော်တို့ကပြန်ပြီးတော့ကူပါပြဿနာပါဆိုဗိုလ်ချုပ်ကြီးတွေကအာနာယူရယ်စီဝါဟလာဥစ္စာယူရယ်ဒါကြောင့်မလို့လာရိုးရိုးသားသားမလုပ်ခင်နဲ့ကြည့်ပါလားခင်ဗျာဂျပူကမင်းအောင်လိုက်ခိုးထားတာခင်ဗျာဘီလီယံဘယ်လောက်ချီလဲဒီတော့ဟလာမိုက်တယ်ကိုခင်ဗျာသူသားဟိုတော့ခဏလေးပဲခင်လူငယ်တဲ့နိုင်ဝဲလောက်ကလည်းကျွန်တော်တက်ကြည့်တယ်သူသားငွေတွေကိုချဲနေတာနော်သူ့ဖေအာနာသိမ့်ပြီးတဲ့ခါမှာငွေတွေကိုကျွန်တော်တို့ဖုန်းကြီးပြန်မှာကျဲသလိုပေါက်ပန်းမပါတာတခုပဲနော်အဲ့တော့ကျွန်တော်ပြောချင်တာကအရေးကြီးဆုံးကဒီအချိန်မှာအရေးကြီးပါပြီဟုတ်လားဒီပေါ့နော်ကျွန်တော်တို့လူအခွင့်အရေးနဲ့ဒီမိုကရေစီကိုနှလုံးသားထဲကကျင့်သုံးနိုင်တဲ့အနေအထားရောက်အောင်ကျွန်တော်တို့စူးစမ်းပါဒါကတကယ်တမ်းပြောမယ်ဆိုရင်ကျွန်တော်တို့ကဒါပေါ့နော်ဒီတတိယဒီလှိုင်းတတိယ human rights လှုပ်ရှားမှုကြီးလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဟုတ်လားခင်ဗျားတို့မှတ်မိပါတယ်ဒေါ်အောင်ဆန်းစုကြည်ပြောရတယ်နော်ဇူလိုင်လ26ရက်နေ့မှာလာပဲမှာလဲကျွန်တော်တို့ဒီရွှေတကုံဖျားခြေရင်းမှာလာပြီးတော့ပေါ့နော်ကျမဖေသမီးအနေနဲ့အပြန်လေးထွက်ထိုင်လို့မရပါဘူးကျောင်းသားတွေကိုတတ်နေတဲ့အချိန်မှာကျမဝင်ပါရမယ်ဟုတ်လားဒီလိုပေါ့ဒါဒုတိယဟိုပေါ့အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးပါလို့ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်ကျွန်တော်ပြောလိုက်မယ်ဒီဟာကတတိယလူအခွင့်အရေးအမျိုးသားတစ်ခုတည်းတည်းမဟုတ်တော့ဘူးလူအခွင့်အရေးနဲ့ကျွန်ဘဝကလွတ်မြောက်ရေးအတွက်တတိယလှုပ်ရှားမှုကြီးဖြစ်ပါတယ်ဒီလှုပ်ရှားမှုကြီးကိုလှုပ်ကြတဲ့အတွက်အားလုံးကိုကျွန်တော်လေးစားပါတယ်ကျွန်တော်ဒီကနေပြီးတော့ကျွန်တော်ဟလာမြစ်တာလဲပို့ပါတယ်ကျွန်တော်တို့ကတော့ဟလာဒီဆိုမှန်ကန်လုံးပါပဲကိုလူမှားရင်လည်းမှားတဲ့အကြောင်းကျွန်တော်တို့ကထောက်ပြမှာပဲဒီလူတွေတတ်နေတဲ့ဗိုလ်ချုပ်ကြီးတွေမှားရင်လည်းမှားတဲ့အကြောင်းကျွန်တော်ပြောမှာပဲအားလုံးမင်္ဂလာပါဟိုပေါ့နော်ဘယ်လိုပြောမလဲဘေးရန်ကင်းကြပါစေဟလာဒီကိုဗစ်ဟိုပေါ့ယောဂကတ်ကြီးစိုက်နေတာကလည်းဟိုကျန်းမာနဲ့လွတ်မြောက်နိုင်ပါစေနောက်ဒီကိုဗစ်တဲ့ပိုဆိုးတဲ့ဗိုလ်ချုပ်တွေအုပ်ချုပ်တဲ့စစ်ကြုံဘဝမှာနေရတဲ့ဘဝကိုလည်းလွတ်မြောက်ပါစေလို့ကျွန်တော်ပြောရင်းနဲ့